အားလုံးပဲမင်္ဂလာပါ classic auditive Photoshop ကနေပြီးတော့ကြိုဆိုလိုက်ပါရနော်အခုကျွန်တော်စီမှာကတော့ဒီမှာနော် denim shirt နဲ့ပေါ့နော်ဒီမှာ denim jacket ဖြစ်ပါတယ်သူကတော့ကျွန်တော်စီမှာဒီ denim jacket ကတော့ပေါ့နော်ဒီမှာ medium size ပေါ့နော်ကျွန်တော်ကိုင်ထားတာက medium size ဖြစ်ပါတယ်ဒီမှာနော်standard fit ထိတာပေါ့နော် standard fit ထိတာနော်ကျွန်တော်အနည်းလည်းပြပြလိုက်ပါမယ် standard fit ပေါ့နော် medium size ထဲမှာ standard fit ပါတစ်ခေတ်ကမှဒါကnothing လေးတောင်းပေါ့နော် nothing လေးတောင်းပါသူက super black ပေါ့နော်nothing လေးတောင်းဖြစ်ပါတယ်ဒါတစ်ထည်ရပါမယ်သူကတော့ medium size ထိကပေါ့နော်တစ်ထည်ရပါမယ်ပြီးလို့ရှိရင်ကျွန်တော်စီမှာဒီမှာ XS size ရပါမယ်နော် XS size ရပါမယ် XS size ရပါမယ်ပြီးလို့ရှိရင် left side ထိရပါမယ်နော်ဒါ XS size ထိရပါမယ်ဒီမှာနော်ကျွန်တော် XS size ရပြီးလို့ရှိရင်ကျွန်တော်စီမှာ 2XS size ပေါ့နော် 2XS size ထိရပါမယ်ပြီးလို့ရှိရင်ဟိုမှာlast side ထဲရပါမယ်နော်ကျွန်တော်စီမှာတစ်ထည်စီပဲရှိပါတယ်နော် medium တစ်ထည် last တစ်ထည်ပြီးတော့စီ x 2x တွေရပါမယ်နော်တစ်ထည်ကိုမှnothing နဲ့4000ပေါ့နော် nothing 4000ဖြစ်ပါတယ် nothing 4000အရင်တက်ပါတယ်နော်အရင်တက်ပါတယ်4ထည်ရပါမယ်နော်ကျွန်တော်စီမှာလုံးဝရှင်းမိုက်ပါတယ်နော်လုံးဝ authentic ဖြစ်ပါတယ်ဒီမှာနော်ကျွန်တော်ပြပြပါတယ်နော်ဒီမှာ levi's ဖြစ်ပါတယ်နော် levi's ဖြစ်ပါတယ်လုံးဝရှင်းမိုက်ပါတယ်နော် standard fit တွေရပါနော် standard fit တွေကရပါမယ်နော်4ထည်ရပါမယ်ပြီးလို့ရှိရင်jean shape ပေါ့နော် jean shape ဖြစ်ပါတယ်ဒီမှာနော်အဲ့နှစ်ဖက်ပါတဲ့ဟာရှိပါမယ်နော်ဒါကတော့ကျွန်တော်တို့စီမှာဗာ size ရှိ relax fit ထိကပေါ့နော်အပေါ် design ထိကပေါ့နော် last size ပေါ့နော်သူကတော့ပေါင်ကြီးဟိုလောက်ရတာပေါ့နော်ပေါင်ကြီး180 165ကနေပြီးတော့180နားနေပြီးတော့ပေါ့နော်200ဝန်းကျင်တော့ဝန်းနေရ size ရှိပါတယ်နော်ဒါကတော့ကျွန်တော်တို့စီမှာ3,900ပေါ့နော်3,900ဒါတစ်မျိုးရပါမယ်နော်ဒါကတော့အဲ့နှစ်ဖက်ပါတစ်မျိုးပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်စီမှာဒီမှာအိမ်မပါဘဲနဲ့ပေါ့နော်အိမ်မပါဘဲနဲ့သူကလည်း relax fit ပေါ့နော်ဒါ left side ပေါ့နော်ပေါင်180ကနေ200ဝန်းကျင်ဝတ်ရတာပါပေါ့နော်ဒီမှာကျွန်တော်ပြပြပါတယ်relax fit ပေါ့နော်ဒါလည်း relax fit အပေါ် design ပေါ့နော်နည်းနည်း regular ပဲတွားတာပေါ့နော်ဒါလည်းထည့်ရပါမယ်နော်ဒါ left side ပေါ့နော် left side ပြီးလို့ရှိရင်ကျွန်တော်စီမှာဒီမှာနော်အိတ်ကတစ်ဖက်ပဲပါမယ်နော်တစ်ဖက်ပဲပါမယ်ဒါပေမဲ့ design တော်မိုက်ပါတယ်ဒါပေမဲ့သူကတော့ဒီအပွားဝတ်တာပေါ့ loose fit ပေါ့နော်ဒီမှာ loose fit ဆိုလို့ပေါ့နော်လုံးဝဒီကြာမမရွေးပေါ့နော်ဒီနေ့သူကအောက်ကလေးလေးတူပါနော်အရင်တူတာမဟုတ်ဘူးနော်ဒီလောက်ထိပေါ့နော်ဒီပုံမှန်တဲ့နည်းနည်းပဲတူတာပေါ့နော်အဲ့ဒါလည်းကျွန်တော်စီမှာရပါမယ်တစ်ထည်ကမှတစ်သိန်း2900ပေါ့နော်အရင်တက်ပါတယ်ပြီးလို့ရှိရင်နောက်တစ်မျိုးကကျွန်တော်ကဒီမှာနော် left side ထိက standard fit ပေါ့နော်8တစ်ဖက်ပဲပါပါမယ်နော်8တစ်ဖက်ပါပါမယ်ဒါလည်းတစ်ထည်ပဲရမယ်အကုန်လုံးကတော့တစ်ထည်နှစ်ထည်စားလို့ရှိရင်နော်ပုံနေပါပြီကျွန်တော်ပြန်ပြီးတော့ဗောနော်ဗီဒီယိုရေးပြီးတော့တင်ပြတာဖြစ်ပါတယ်နော်တစ်ထည်ကမှတစ်သိန်း2900အရင်တက်ပါတယ်နော်ကျွန်တော်စီမှာဝေးအပိပဲဆိုလို့ရှိရင်ကျွန်တော် page CB ကျွန်တော် Viber ကနေပြီးတော့နော်တစ်ဆက်မာယူ update ရပါတယ်နော်ကြီးစွာမြတ်တက်ပါတယ်